ဂျပန်ရဲ့စားတောက်ကုန်ဝန်ဆောင်မှုလောကမှာတကယ် professional တယောက်ဖြစ်ဖို့စိတ်ကူးနေပါသလားကောင်းပါပြီအဲ့ဒီအိမ်မက်ကိုလက်တွဲထလာစေမယ်အရေးကြီးဆုံးတော့ချက်အစားတောက်တန့်ရှင်းရေးစီမံခန့်ခွဲမှုအကြောင်းကိုဒီနေ့အတူတူလေ့လာကြပါမယ်ဒီအသိပညာကအသက်မွေးဝမ်းကြောင်းလမ်းကိုနောက်တစ်ဆင့်တက်လှမ်းဖို့အတွက်အများကြီးကြီးပါတယ်ကဲတစ်ချက်လောက်စဉ်းစားကြည့်ရအောင်မီးဖိုချောင်းထဲမှာပုံနေတဲ့အကြီးမဟုတ်အန်ဒရီကဘာထိမလဲမီးလားဒါမှမဟုတ်ခြုံထက်ဓာတ်တွေလားတကယ်တော့လေအန်ဒရီအရှိဆုံးရာကကျွန်တော်တို့မျက်စိနဲ့တော့မမြင်ရပါဘူးဟုတ်ပါတယ်အဖြေကတော့မျက်စိနဲ့မမြင်နိုင်တဲ့ရန်သူတွေဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေပါပဲသူတို့ကအစားအသောက်ဘေးကင်းရေးအတွက်အကြီးမားဆုံးချိန်ချောက်မှုဆိုတာမှန်တယ်ဒါပေမဲ့ကျွမ်းကျင်ပညာရှင်တယောက်အနေနဲ့သူတို့ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိထားဖို့ကအရေးကြီးဆုံးပဲလေဒီလိုအသိပညာမျိုးကကျွမ်းကျင်စားပုံမူတယောက်ဖြစ်ဖို့ပဲမဟုတ်တော့ပါဘူးဂျပန်နိုင်ငံရဲ့အစမြင့်ထုတ်တဲ့ကီနိုနီကို Specified Skill Worker Number 2 Visa ကိုရဖို့အတွက်တကားဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲဆိုတော့ဒီနေ့လေ့လာမှုကအနာဂတ်အတွက်တကယ့်ကိုတန်ဖိုးရှိတဲ့ယင်းနှိမ့်မြုံမှုတစ်ခုလို့ပြောလို့ရပါတယ်ကဲဟုတ်ပြီအစားအသောက်ဘေးကင်းလုံခြုံရေးကိုကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်ကျွန်တော်တို့ရှောက်ရမယ်လင်းကြောင်းကိုတစ်ချက်ကြည့်လိုက်အောင်ဒီအဆင့်တွေကိုတစ်ခုချင်းစီထိထိချာချာရှင်းပြသွားပါမယ်အပိုင်း1အခြေခံအကျယ်ဆုံးမေခွန်းလေးနဲ့စလိုက်ရအောင်တန်ရှင်းရေးကဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲအဖြေကရှင်းရှင်းလေးပါကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရန်သူကတာမန်မျက်စိနဲ့မမြင်နိုင်လို့ပါပဲဒီကိန်းကနန်းကတကယ်ကိုအလေးနဲ့ထားစရာပါပဲအစားတောက်အဆိပ်သင့်မှုဖြစ်စဉ်ဒီရဲ့60ပိုက်ကျော်ကဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်လိုမမြင်နိုင်တဲ့ရန်သူတွေကြောင့်ဖြစ်နေတာပါဒါကဘာကိုပြလဲဆိုတော့တန်ရှင်ရဲကိုနည်းနည်းလေးမပေါ့ဆောက်လို့မရဘူးဆိုရင်အဓိကသက်တွေပါပဲအပိုင်းနဲ့ဒီတော့အဲ့ဒီမမြင်နိုင်တဲ့ရန်သူတွေကိုဘယ်လိုတိုက်ထုတ်ကြမလဲအဖြေကတော့ကျွမ်းကျင်ပညာရှင်တိုင်းအတွက်တန်ချက်ကနဲ့တူတဲ့ကာကွယ်ရေးအခြေခံမူ3ချက်မှရှိပါတယ်ဒီ3ချက်ကိုကောင်းကောင်းနားလည်ထားလိုက်ရင်ဘေးကင်းတဲ့မိဖို့ချောင်းတစ်ခုကိုဖန်တီးနိုင်မှသိကြပါရဲ့ပထမဆုံးအခြေခံမူကအရန်ယူရှင်းတယ်မကန့်ညီစေချေပါပဲဆိုလိုတာကဘက်တီးရီးယားတွေကိုအစားအစာပေါ်ကိုလုံးဝရောက်မလာအောင်တားဆီးတာပါဥပမာလက်ကိုတိတိချာချာဆင်အောင်စေးတာတို့အသားငါးလှီတဲ့စနီတုံးနဲ့ဟင်းတီဟင်းရလှီတဲ့စနီတုံးကိုတိတန့်ခွဲထုံးတာမျိုးတွေကဒီအခြေခံမူရဲ့အဓိကလက်ဆောင်ချက်တီပေါ့ဒုတိယအခြေခံမူကတော့မပွားများစေခြင်းပါတဗယ်လက်ဘက်တီးရီးယားတွေကအစားအစာပေါ်ရောက်သွားခဲ့ရင်တောင်သူတို့တွေအများကြီးဖြစ်မလာအောင်တားဆီးရပါမယ်ဘယ်လိုလုပ်မလဲအပူချိန်ကိုထိန်းချုပ်ရုံပါပဲအေးတဲ့နေရာမှာထားရင်ဘက်တီးရီးယားတွေရဲ့ချီထွားနှုန်းကအလိုလိုနေသွားမှာပါ10 degree centigrade ဒီနံပါတ်ကိုတော့တေးသေးချာချာမှတ်ထားလိုက်ပါဒါဟာအစားအစာတွေကိုဘေးကင်းတိုးလောင်ဖို့အတွက်အမြင့်ဆုံးသတ်မှတ်ထားတဲ့အပူချိန်မှာဒီအပူချိန်အောက်မှာဆိုရင်ဘက်တီးရီးယားတွေရဲ့ကြီးထွားမှုကတိတိထားတာကိုနေသွားပြီးဒီအထက်ရောက်သွားပြီးဆိုတာနဲ့သူတို့တွေပွားများဖို့အခွင့်အရေးရသွားပြီလို့ဒါမှတ်လိုက်ပါနောက်ဆုံးတတိယခြေခံမူကတော့တက်ဖြစ်ရှင်းလင်းခြင်းမှာဒါကတော့နောက်ဆုံးခံစစ်ပေါ့အကယ်၍များဘက်တီးရီးယားတွေကကန့်ကြီးပြီးပွားများဖို့ကြိုးစားခဲ့ရင်တောင်အပူပေးချက်ဖြုတ်တာမျိုးဒါမှမဟုတ်ဘိုးသက်ဆေးသုံးပြီးသူတို့ကိုအပြီးတိုင်းရှင်းလင်းပြရပါမယ်85 degree centigrade ဒါကတော့အစားအစာချက်ပြုတ်တဲ့နေရာမှာ baking for the golden rule ရွှေစည်းမြင်ပါပဲအစားအစာရဲ့အတွင်းဥတိုင်းအပူချိန်ကို85 degree centigrade မှာအနည်းဆုံး10မိနစ်လောက်အပူပေးလိုက်တာနဲ့အန်ဒရီရှိတဲ့ဘက်တီးရီးယားအများစုကိုတေချာပေါက်သိစေနိုင်ပါတယ်အပိုင်း3ကဲ theory ပိုင်းတွေတော့သိလောက်ပြီဆိုတော့အဲ့ဒါတွေကိုနေ့စဉ်လက်တွေ့ဘဝမှာအလေးချင်းတစ်ခုအနေနဲ့ဘယ်လိုပြောင်းလဲမလဲဆိုတာကြည့်လိုက်ရအောင်တကယ်ကျွမ်းကျင်ပညာရှင်တယောက်ရဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာနေ့စဉ်လှုပ်ဆောင်ရမယ့်အရာတွေအကြောင်းဆက်ပြီးလေ့လာကြပါမယ်နေ့စဉ်စစ်ဆေးမှုတွေကအရန်ကိုအရေးကြီးပါတယ် PC ရဲ့တဲ့လက်ခံပြီးဆိုတာနဲ့တက်တန်းကုံဆုံးရက်ကိုစစ်ဆေးတာရေခဲတဲ့တာဥပုံမှန်စစ်တာပြီးတော့အရန်အရေးကြီးတာတော့ခုကအသားစိတ်ငါးစိတ်တွေကိုရေခဲတဲ့တာရဲ့အောက်ဆုံးထပ်မှာပဲထားပြီးတခါအစားအစာတွေပေါ်ကိုအရေးဒီမစင်အောင် crop contamination မဖြစ်အောင်ကာကွယ်တာမျိုးတွေပေါ့တန်ရှင်းပြီးစနစ်ကျတဲ့လုပ်ငန်းခွင်ကိုထိန်းသိမ်းဖို့အတွက်ဂျပန်ရဲ့နာမည်ကြီး 5S နည်းစနစ်ကိုသုံးနိုင်ပါတယ်။ Siri စီစစ်ခြင်းစိတ်တန်းစနစ်တကျထားခြင်းစိတ်ဆိုးတန်ရှင်းခြင်း Psychets စံတမှတ်ခြင်းနဲ့ရှုကန်အလေးကျင့်ထိစေခြင်းဆိုတဲ့ဒီအချက်တွေကလုပ်ငန်းခွင်ကိုအမြဲတမ်းပေးကင်းပြီးအလုပ်လုပ်ကောင်းတဲ့နေရာတစ်ခုဖြစ်အောင်ထိန်းသိမ်းပေးမှာပါ။အပိုင်း၄အခုအခြေခံနေကျွမ်းကျင်သွားပြီဆိုတော့အစင်မြင့်နည်းစနစ်တစ်ခုဖြစ်တဲ့HACCP အကြောင်းကိုဆက်လေ့လာကြပါမယ်။ဒါကတော့အစားအစာဘေးကင်းလုံခြုံမှုကိုကြိုတင်ခန့်မှန်းပြီးစီမံခန့်ခွဲတဲ့ master plan တစ်ခုလို့တောင်ပြောလို့ရပါတယ်
HACCP ရဲ့အဓိက idea ကပါလဲဆိုတော့ပြဿနာဖြစ်လာမှဖြေရှင်းတာမျိုးမဟုတ်ပါဘူးအစားအစာထုတ်လုပ်မှုကွင်းဆက်ရဲ့အဆင့်တိုင်းမှာဖြစ်လာနိုင်တဲ့အန်ဒီယာတွေကိုကြိုတင်ရှာဖွေပြီးထိန်းချုပ်ကာကွယ်တာပါပဲဒါကတုံ့ပြန်မှုစနစ်မဟုတ်ဘဲကြိုတင်ကာကွယ်တဲ့ system တစ်ခုပါ HACCP မှာအရေးကြီးဆုံး concept တစ်ခုကတော့အန်တရယ်ဇုံကိုနားလည်ထားဖို့ပါပဲအဲ့ဒါက10 degree နဲ့60 degree centigrade ကြားကအပူချိန်ပါဒီဇုံကဘက်တီးရီးယားတွေအတွက်ပါတီပွေးခြင်းပါတယ်လို့ပဲသူတို့အလျင်ညံဆုံးပွားများနိုင်တဲ့နေရာပေါ့ဆိုတော့ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကအစားအစာတွေကိုဒီဇုံထဲမှာအချိန်ကြာကြီးမထားမိဖို့ပါပဲဒီ slide က HACCP ဘလို့ smart ကြလဲဆိုတာကိုပြနေတာပါမိဖို့ချောင်းထဲမှာရှိတဲ့ဟင်းလျာပေါင်းတောင်းချောင်းထောင်ကိုစီမံခန့်ခွဲရလွယ်အောင်အုပ်စု3စုပဲခွဲလိုက်တယ်အပူမပေးတဲ့အုပ်စုအပူပေးတဲ့အုပ်စုနောက်ပြီးအပူပေးပြီးမှပြအရေးခံတဲ့အုပ်စုဒါပါပဲဒီလိုခွဲလိုက်တာနဲ့ဟင်းတစ်မျိုးချင်းစီအတွက်ဘယ်အချက်ကိုအထူးကဂရုစိုက်ရမလဲဆိုတာရှင်းရှင်းလင်းလင်းသိသွားရော အပိုင်း9ကဲနောက်ဆုံးအနေနဲ့တာမန်ချက်ပြုတ်သူအယောက်နဲ့တကယ်ကျွမ်းကျင်ပညာရှင်တယောက်ကိုခွဲခြားပေးလိုက်တဲ့အရာအဲ့ဒါကတော့မှတ်တမ်းတင်ခြင်းရဲ့စွမ်းအားပါပဲအပူချိန်စစ်တာတဲ့ချက်ပြုတ်တဲ့အချိန်တွေကိုမှတ်တမ်းတင်ထားတဲ့ဆိုတာအလုပ်ပေါ်တာလုံးဝမဟုတ်ပါဘူးဒါဟာတက်သေးပါတခုခုများမားယွင်းသွားခဲ့ရင်ဘယ်နေရာမှာဖြစ်ခဲ့တာလဲဆိုတာအတိအကျပြန်ရှာနိုင်တယ်လို့ကိုကစီကံအတိုင်းလှုပ်ဆောင်ခဲ့ကြောင်းတက်သေးပြနိုင်ပါတယ်ဒါကြောင့်အဓိကအချက်ကရှင်းရှင်းလေးပါပဲမတန်းတွေကကျမရဲ့အလုပ်ကိုဘေးကင်းလုံခြုံစွာနဲ့စနစ်တကျလုံခြုံခဲ့ပါတယ်လို့ပြောနိုင်တဲ့ခိုင်မာတဲ့တက်သေးပါပဲတကယ် professional တယောက်ရဲ့အလုပ်ကိုဒီလိုဘေးကင်းလုံခြုံရေးမတန်းတွေနဲ့ပဲတက်သေးပြရတာပါဒီနေ့လေ့လာခဲ့တဲ့အသိပညာတွေနဲ့အတူကိုတစ်ချက်ပြန်မေးကြည့်လိုက်ပါနောက်တစ်ခါအလုပ်ဝင်တဲ့အခါကိုလှုပ်ဆောင်တဲ့အရာတိုင်းကိုစနစ်တကျမတန်းတင်နိုင်ပြီလားတကယ်ကျွမ်းကျင်ပညာရှင်တယောက်အဖြစ်တက်သေးပြဖို့အဆင်သင့်ဖြစ်ပြီလား